ချင်းစရာတော့မခေါ်ခင်ရင်းနေမယ်လူကတော့မောင်သူရထောင်းပါကျွန်တော်ရဲ့ဖေးနာမည်ကဦးသောင်းစိန်ဒေါ်စန်းသက်မြင့်ပေါ့ဆိုကျွန်တော်တို့တွေမောင်နှမကအားလုံးပေါင်း6ယောက်ရှိတယ်ညီမောင်အမ3ယောက်အောက်ကညီ2ယောက်ရှိတယ်အားလုံးပေါင်း6ယောက်10ယောက်က2ယောက်ဆုံးခက်ခဲရတော့ဆုံးပဲပေါ့ကျွန်တော်တို့တချို့လူတွေပြောတော့မကြည်ရတဲ့လူတွေပေါ့မောင်လေးနှာခေါင်းမတင်နဲ့တော့မင်းညလုံးနဲ့ဟွာဖြစ်တာပေါ့ညလုံးနဲ့ပတ်သက်ပြီးတော့ညလုံးနဲ့ပတ်သက်ပြီးပြုတ်ကြနေတယ်ပေါ့ညလုံးနဲ့ပတ်သက်ပြီးဖြစ်နိုင်တယ်ပေါ့ရှာပေါ်တင်တာလို့ဆိုရင်စူးတယ်ပေါ့တိုင်းချုံကြီးပဲခေါင်းပေါ်တင်မပေါက်နိုင်ဘူးလားပေါက်နိုင်တယ်ပေါ့အဲလိုမျိုးလေးတွေသူပြောတော့ခါကြတော့ချင်းခေါင်းပေါ်တင်တာတော့ဘာလို့ဆိုရင်လည်းရှိတာပေါ့တမချက်ကတော့တိတ်မရှိသေးပါဘူးလို့ဆိုတော့ပွဲလာလိုက်နေမြစ်တာနဲ့လိုက်နေပွဲတွေများပရိုက်တာပွဲဆိုတော့ဓမ္မစကူပွဲဘုန်းကြီးကဓမ္မစကူလုပ်တဲ့ခါမှာကလေးတွေကဓမ္မစကူပွဲမှာဒီချင်းပြပြတယ်ကိုပညာတိုးတဲ့အချင်းအားဖြင့်ဘယ်လိုပြောမလို့ဟိုပတ်စံပေါ်ကြည့်ပြီးတော့မလိုက်ပါမြစ်တာနဲ့ပဲလိုက်တာများတယ်လမ်းစိတ်လောက်ရရင်တော့အဆင်ပြေတယ်ပေါ့လမ်းစိတ်ကတော့ပေးခြင်းနေပေးမပေးခြင်းပေးလမ်းစိတ်ပြီးလမ်းလျှောက်ပြမှာကျွန်တော်ကတော့ကြိုးကျေးဇူးကတော့ရနိုင်တယ်ဘာလို့ကျွန်တော်တို့လှုပ်လှုပ်ရှားရှားပေါ့ဖြည်းဖြည်းလွှတ်လွှတ်ဒါပေမဲ့အချို့တွေကတော့ဟာဒီချင်းကိုတင်လိုက်တယ်ပေါ့ဟာခလေးဟာအဲ့ချင်းတွေခလေးရှင်မပြအောင်လေလိုက်မလုံးနဲ့လေကျွန်တော်လည်းပြောပါတယ်ဘယ်သူမှလည်းမလုံးရဲလို့သာမလုံးကြလုံရင်ကျွန်တော်လူမျိုးတွေပေါ်လာပေါ့ခလေးတွေကဂိမ်းဆော့မယ်တို့ဘာလို့ဆိုမျိုးလုံးပြတ်တာတို့ဖြစ်မယ်ဟုတ်လားဘယ်လိုပြောမလို့ကျွန်တော်ချင်းကိုပတ်သက်ပြီးချင်းနဲ့ပတ်သက်ပြီးတော့စွမ်းရည်အပြင်မှာကစားတဲ့ခါကျတော့ချင်းစီစီလုံးမရှိတော့ဟာဘယ်လိုပြောမလို့ဘာလဲဖုန်းနေနဲ့ဆော့ကြတယ်ဖုန်းနဲ့ဂိမ်းဆော့ကြတယ်အခုမိုဘိုင်းလီဒါတို့ COC တို့ကစားကြတယ်ဒါတွေကကျွန်တော်တို့အကျင့်ပြတ်တယ်လို့မပြောပြမယ်လူကြီးတွေကမကြိုက်ကြချင်းပေါက်တာကြတော့ကျွန်တော်တို့ဆွဲဆွဲမြဲမြဲပေါက်နေတဲ့အခါမှာကျွန်တော်ကနေပြီးအများနဲ့ပေါက်နေတဲ့အခါကျခုလိုမျိုးခလေးတွေဝိုင်းဖွဲ့ပြီးတော့တွေ့ကြည့်မယ်ဟာကဘာချင်းဒီပညာကိုကဘာသိသွားမယ်ခင်းနဲ့ဆိုင်ချင်းဝင်မယ်ဟောဒါလေးတွေပေါ့ကျွန်တော်မြန်မာပြည်မှာဒီလိုမျိုးလေးလူထုလူစမ်းပုံစံမျိုးလေးရှိပါသေးလားဆိုတော့ဆိုင်ချင်းတင်ကြောင်းကျွန်တော်ခင်းနဲ့ဆိုင်ချင်းမတင်မရှင်းခင်းနဲ့ဆိုင်ချင်းမတင်ရမချင်းကျွန်တော်ပေါက်နေညောမန်းလာဆိုခင်းနဲ့ဆိုင်ချင်းတင်မှုညောမန်းလာခင်းနဲ့ဆိုင်ချင်းဆိုကျွန်တော်ကဘာကနေအသိမပြုတဲ့ဒီခံမလာကျွန်တော်လည်းအသိမပြုတဲ့အဖွဲ့အစည်းကလာမယ်ဆိုရင်ခင်းနဲ့ဆိုင်ချင်းတင်ရင်ဆိုတော့ကျွန်တော်လိုက်ပြီးတော့တင်ပါတင်လိုက်တဲ့မြန်မာနိုင်ငံမှာခင်းနဲ့ဆိုင်ချင်းတယောက်ဒီလိုပညာရေးနဲ့ခြေပညာရေးနဲ့တင်သွားရေးဆိုခင်းနဲ့ဆိုင်ချင်းကနေပြီးတော့တောကြထုတ်တဲ့နေရာကိုတင်နိုင်တဲ့အတွက်လူတိုင်းခင်းနဲ့ဆိုင်ချင်းတင်မြန်မာကော်ရနဲ့မှာလည်းပထမရဖို့အိမ်မက်ကျွန်တော်ပတ်စံရတာမရတာမသိဘူးကျွန်တော်အောင်မြင်မှုပဲကျွန်တော်ပတ်စံမြင်ရှိတာနဲ့ကျွန်တော်စားနိုင်တယ်ကျွန်တော်ရှိတာနဲ့ပွင့်တယ်ရေးကြည့်တာကျွန်တော်ခင်းနဲ့ဆိုင်ချင်းတင်ဖို့မြန်မာနိုင်ငံမှာဒီလိုမျိုးလူမျိုးကြံခဲ့ဖို့တမိုင်းကြံခဲ့ဖို့ဗျာ